အားလုံးမင်္ဂလာပါ Crochet by Cindy YouTube channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ပန်းပွဲတော့ကျိတ်လေးထူပြမှာပဲဖြစ်ပါတယ်။ပန်းပွဲတော့ကျိတ်လေးထူဖို့အတွက်ပေါ့နော်ဒီအယောင်နှစ်ယောင်လိုပါမယ်။ဒါကြတော့အလေရဆက်ပေါ့တော့နည်းနည်းပဲလိုပါတယ်။ဆိုတော့ထူလိုက်အောင်။အရင်ဆုံး measuring ထဲမှာ measuring လုပ်မယ်။ဒီချိန်တစ်ခါတက်မယ်ဒီရှင် measuring ထဲမှာတိုင်တူ6တိုင်ထူပါမယ်ကျရင်ထဲမှာတိုင်တူ6တိုင်ထူပြီးသွားပါပြီထူတော့လို့ရှင်ဒီကျိုးလေးကိုဆွဲစစ်လိုက်ပါနော်လို့ရှင်ပထမဦးဆုံးပေါက်ကိုရှက်ကုန်နဲ့ချိန်ပါမယ်ဒီပေါက်လေးကိုရှက်ကုန်လေးချိန်ပြီးလို့ရှင်တိုင်တူဖုမီလေး3တိုင်ထူသွားမယ်တက်ပဲပေါ့နော်ဖုမီလေး3တိုင်တက်ပြီးတော့လို့ရှင်တိုင်ရှည်လေးထူမှာပေါ့နော်ဒီလိုရှည်လေးတစ်ပတ်ပတ်မယ်ပြီးရှက်ကိုချိန်ထားတဲ့ပေါက်မှာပဲရှည်လေးကိုဆွဲထုတ်မယ်ပြီးတခါတည်းဆွဲမထုတ်ဘူးဒီအပေါက်ထဲမှာပဲ5ခါတော့နော်တိုင်ရှည်5ခါထူပါမယ်လေးဒီရတာထူလာကြ5ခါထူပြီးလို့ရှင်ခါလေးဆွဲထုတ်မယ်နော်ဒါနဲ့တော့ရပါပြီထုတ်ပြီးလို့ရှင်ဖုမီလေး3ခါထူပါမယ်ဒီနေ့တော့ဖုမီလေး3ခါထူပြီးလို့ရှင်ဒီအပေါက်ထဲမှာပဲနော်ဒီအပေါက်တိုင်ရှည်ထိုးထားတဲ့အပေါက်ထဲမှာပဲချက်ကော်လေးနဲ့ချိန်မယ်လူလေးနော်ချက်ကော်လေးချိန်မယ်ပြီးလို့ရှင်နောက်တစ်ပေါက်တင်မယ်နောက်တစ်ပေါက်ချက်ကော်ချိန်ပြီးလို့ရှင်တိုင်တူ3ခါတိုင်တူဖြစ်ဖုမီလေး3ချိန်တက်မယ်ဖုမီလေး3ခါတက်ပြီးလို့ရှင်နောက်တစ်ပေါက်မှာတိုင်ရှည်စောနာလိုမျိုးပဲနော်5ခါထူမယ်ဒီနေ့ဒီကျိုးကိုတစ်ခါလေးတင်မယ်ဒီပြီးလို့ရှင်ထုံနေရှင်
ထုတ်ပြီးလို့ရှိရင်3 2 3ခုမီလေးတောက်ခါပြီးဒီအပေါက်ထဲမှာပဲချက်ကော်လေးချိန်မယ်နော်ဒီလိုပြီးခုမီတောက်ခါတဲ့ဒီထဲမှာရှည်လေး9တိုင်းဒီလိုလေး6ခါထူပါမယ်နော်ဒီလိုလေးဒီပြန်ပြမယ်ဒါလေးကြတော့နောက်ဆုံးပေါက်ရပြီပေါ့နော်နောက်ဆုံးပေါက်ရပြီလို့ရှင်ခုမီလေးတောက်ခြင်းလေးတင်ရတော့ပြီးလို့ရှင်ဒီပေါက်မှာပဲချက်ကော်လေးချိန်မယ်ပြီးရင်ရှည်လေးကိုဖြတ်မယ်နော်ရှည်လေးနောက်ရှည်လေးနော်ဟိုစီလေးဒါအရှိပဲပေါ့နော်ပြီးလို့ရှိရင်ဒီအလဲဟာထူမယ်နော်အလဲထိုးဖို့အတွက် Mercury ထဲမှာဒီဥဆုံးခုမီလေးတောက်ခါထိုးမယ်နော်ခုမီတောက်ခါထိုးပြီးရင် Mercury ထဲမှာတန်ရှည်လေး3တိုင်ထိုးမယ်နော်တဲ့3တိုင်ထိုးပြီးလို့ရှိရင်ဆွဲစစ်လိုက်မယ်ဆွဲပြီးလို့ရှိရင်ဒီဖုတ်မီထိုးထားတဲ့အပေါက်မှာတော့ခုမီတောက်ခါထိုးထားတဲ့နားမှာကိုချက်ကော်လေးနဲ့ရှိတ်ပါမယ်ကော်လေးရှိတ်လို့ရှိရင်ပြီးလို့ရှိရင်ရှည်လေးဖြတ်လိုက်ရပါပြီပြန်လာမလားဒီနေ့ချောင်းရှိလိုက်ပါဒီကကြတော့အလေပါကော်နဲ့ကတ်မှာဆိုတော့ရှည်လေးကိုတူလေးပဲဖြတ်တော့မယ်တကယ်တော့ဒီအလေမှာချုပ်ချင်အနောက်နေချုပ်ချင်လေးရရင်နော်ဒီတော့နော်ကော်လေးကတ်ပြီးပြီးလို့ရှိရင်ဒီမှာလေတော့ကျိကိုတခါလေးတွဲလို့ရတယ်ဒီခါကျတော့ဒီညလောက်ပါပေါ့နော်ခြေလေးလောက်တဲ့သူတွေအတွက်ခါကျတော့ဒီကျိုးဒီလိုပဲထားမယ်ပြည့်ဒီထိတ်မှာကြည့်လိုက်ပေါ့နော်ဒီလိုလေးရှည်ပြီးလို့ရှင်
ဒီအနာကနေဆွဲထုတ်လိုက်မယ်ဒီအနာဖေးကနေဆွဲထုတ်နော်ဆွဲထုတ်ပြီးလို့ရှိရင်ဒီနာမှာဘူးလေဒီထဲနေတွင်းလိုက်ဝိတေချာလို့နော်ဟုတ်ကြည့် Okay လူတွေရပြီဆိုရင်ပေါ်တဲ့တစ်ထပ်ပြန်ပြီးတော့ကတ်လိုက်တာကတ်ပြီးရှင်ဒါကြတော့ဒီပါပြီလက်ဖောင်းလေးဖြစ်ဒီလိုလေးတူဒါလေးကတော့ပြီးပါပြီလိုက်ချွဲတာဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်